ပြီးပါပြီဘယ်တော့ပြီးမှာရတေချာတိုက်တာအမေတောင်းတော့ဒီတော့ဒီတိုက်ရတယ်ကလည်းမဆိုနိုင်ဘူးနော်ဟုတ်ဆရာကြီး ဒီလိုပဲထိန်းသိမ်းရတယ်ပေါ့သားရေ မေထိန်းနေတာတကယ်မလျောက်ရှိတယ်3ယောက်တော့ရှိပါတကယ်တော့ မေထိန်းတာလေဟောငယ်ငယ်လေးတွေလူငယ်လေးတွေလွတ်သက်တိကလေးတွေမလျောက်တော့ဘူးလားတဲ့ဩတကယ်အမေကလည်းအသက်ကလည်းကြီးပြီလေအသက်ကြီးတော့သူတို့လေးကိုလည်းမွေးစားရတာပေါ့မွေးပြီးတော့ မွေးသားတာ မွေးသားတာသားလေးတွေ3ယောက်တော့ရှိပါတယ် ကျေးဇူးတင်ပါမေအမေနားလိုက်ပါဦးဒီမန်းနေနော်စောင်းမန်းဝဲပါဒီကအလဲကြတဲ့ပညာရှင်ကြီးကတော့တို့ဒီတတိစင်လာရှိရှိနေတဲ့မိမိအမေတင်ညိပန္နယာတင်ညိဒီမဲ့ဖြစ်ပါတယ်ပန္နယာတင်မော့ကြောက်ပါယောက်ျားမရှိတဲ့အားပဲကိုယ့်ဟာကိုယ်ပဲ ဘာလို့လဲ အမှုပညာကိုဆက်လက်ပြီးထိန်း